အားလုံးပဲမင်္ဂလာပါဓမ္မအလင်းရောင်တရား page ကနေကြိုလိုက်ပါတယ်တရားချစ်ခင်သူတော်စင်ပေါင်းတို့အားလုံးအဆင်ပြေကြပါစေမဂ္ဂသစ္စာဆိုတာနဲ့ပတ်သက်ပြီးတော့နာယူကြည်ညိုကြရမယ်ဟုတ်လားတော့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့ပေသပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေနာယူကြည်ညိုခဲ့တာဒါနောက်ဆုံးအပိုင်းကိုရောက်လာပြီမဂ္ဂင်၈ပါးဒီမဂ္ဂသစ္စာကိုမြတ်စွာဘုရားကဒုက္ခនិရောဓဂာမိနိပฏิပဒါယအရိယသစ္စာအပြည့်အစုံတွေကအဲ့လိုမှတ်ရမယ်နော်ဒုက္ခនិရောဓဂာမိနိပฏิပဒါယအရိယသစ္စာဒုက္ခချုပ်ငြိမ်းရာသို့ရောက်ရရောက်ကြောင်းအကျင့်လမ်းစဉ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဒါကိုဦးဇင်းတို့အတူချုပ်ပြီးတော့မဂ္ဂသစ္စာမဂ္ဂဆိုတာလည်းပဲလမ်းလို့အဓိပ္ပာယ်ရတာလမ်းဆိုမှတော့သူ့ရဲ့ဥတီချက်သူ့ရဲ့ပန်းတိုင်ရောက်သွားစေတဲ့အစွမ်းတတ္တိရှိတယ်ပေါ့လမ်းဆိုတော့ဟုတ်လားခုလည်းပဲမဂ္ဂင်၈ပါးအကျင့်မြတ်လမ်းစဉ်သည်နိဗ္ဗာန်ချမ်းသာကိုဆက်ရောက်သွားစေနိုင်တဲ့အစွမ်းတတ္တိရှိတယ်ပေါ့အဲ့ဒါမဂ္ဂသစ္စာနဲ့ပတ်သက်ပြီးတော့နာယူကြည်ညိုကြရအောင်ခုဒီနေရာမှာဦးဇင်းတို့သစ္စာ၄ပါးကိုတစ်ပါးစီပြောတိုင်းသစ္စာ၄ပါးရဲ့အရေးပါမှုသစ္စာ၄ပါးကိုသိဖို့အရေးကြီးဖို့သစ္စာ၄ပါးကိုသိရင်ရရှိမဲ့အကျိုးကျေးဇူးသစ္စာ၄ပါးကိုမသိရင်ဖြစ်ပေါ်လာမဲ့ဆင်းရဲဒုက္ခဒါတွေကိုဦးဇင်းတို့နည်းနည်းစီညက်ပြောသွားတာကိုပေတတို့သတိထားမိမယ်ထင်ပါတယ်နော်ခုလည်းပဲဦးဇင်းတို့သစ္စာ၄ပါးကိုသိဖို့အရေးကြီးဖို့ဆိုတာလေးသစ္စာတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ပုဒ်ရှိတယ်ပပါဒသုတ်တံလို့အဲ့လိုမှတ်တမ်းတင်ထားတယ်အဓိကဗာပြောထားလဲဆိုတော့ခါတစ်ပါးမှာမြတ်စွာဘုရားရာဇဂိုပြည်နော်ဂိတ်စကုတ်တောင်အဲ့လိုတောင်တန်းတွေထူထပ်တဲ့နေရာမှာမြတ်စွာဘုရားတရင်သုံးအဲ့လိုတရင်သုံးရင်းနဲ့ယဟန်တော်တွေခြံရံပြီးတော့မြတ်စွာဘုရားဈဉ္ဉံကြွားတယ်ပေါ့အဲ့လိုဈဉ္ဉံကြွားတဲ့အခါကျတော့အလွန်နဲ့တဲ့ကြောက်ကဘာကြီးတစ်ခုနာကနေပြီးတော့ဖြတ်လျှောက်ကြတာအဲ့လိုဖြတ်ပြီးတော့လျှောက်တဲ့အခါယဟန်တစ်ပါးကအဲ့ဒီကြောက်ကဘာကြီးကိုမဝင်မရလှမ်းပြီးတော့ကြည်ရင်းနဲ့ဩကြောက်ကဘာကြီးကတော်တော်နဲ့တာပဲအောက်ကိုလှမ်းပြီးတော့အဆုံးတည်းရအောင်မမြင်ရဘူးဒီဒေတာကျသွားလိုက်ရင်တော့မလွယ်ဘူးဆိုတဲ့အတွေ့သူ့မှာဖြစ်တယ်အဲ့ဒါနဲ့သူကဘာလုပ်တုံဆိုတော့မြတ်စွာဘုရားကိုစကားတစ်ခွန်းလျှောက်တယ်မြတ်စွာဘုရားတဲ့ဟောဒီကြောက်ကဘာတဲ့ကြီးမားတဲ့ကြောက်စရာကောင်းတဲ့တခြားကြောက်ကဘာဆိုတာရှိနိုင်မအောင်မလားဒါကြီးတော့တော်တော်ကြီးတဲ့ကြောက်ကဘာကြီးတို့သူ့စိတ်ထဲမှာတွေးမိတာအဲ့လိုမေးတဲ့ခါကျတော့မြတ်စွာဘုရားကဒီကြောက်ကဘာပြက်တဲ့ကြောက်မဲ့ဖွယ်ရာကောင်းတဲ့ကြောက်ကဘာပြက်ရှိပါတယ်တဲ့ကြောက်ကဘာအဲ့ဒါဘာလဲဆိုတော့သစ္စာ၄ပါးကိုမသိခြင်းဟာအကြီးမားဆုံးသောကြောက်မဲ့ဖွယ်ရာကြောက်ကဘာပဲလို့အဲ့လိုဟောဆိုလိုတာကသစ္စာ၄ပါးကိုမသိလို့ရှိရင်အလွန်ဆိုးဝါးတဲ့ဆင်းရဲဒုက္ခတွင်တွေကိုကြသွားနိုင်တယ်ပေါ့နောက်ပဂတိကြောက်ကဘာတွေကိုကြတယ်ဆိုတာကဘဝဆုံးရင်တဘဝပဲပေါ့သစ္စာ၄ပါးကိုမသိမှုတည်းဟူသောကြောက်ကဘာတွေကိုကြရင်တော့ဘဝပေါင်းမရေမတွက်နိုင်အောင်ဆုံးမသွားနိုင်တယ်ပေါ့ဒါကြောင့်ကြောက်မက်ဖို့ရအကောင်းဆုံးကြောက်ကဘာပဲလို့မြတ်စွာဘုရားကသစ္စာ၄ပါးကိုမသိမှုအဲ့ဒါလိုတင်စားပြီးတော့ဟောတယ်အဲ့ဒီသုတ်တံမှာဦးဇင်းတို့ပြောမယ်ဆိုရင်တော့ပြောစရာကောင်းတာလေးတွေအများကြီးပါသစ္စာ၄ပါးကိုမသိကြတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာဆက်ပြီးတော့ဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့သင်္ခါရတရားတွေကိုအလွန်ပျော်မွေ့ကြတယ်တဲ့ဘဝဖြစ်ဖို့အတွက်ကြိုးစားပြီးတော့လုပ်ကင်ကြတဲ့နေရာမှာသင်္ခါရတရားတွေရဲ့အပေါ်မှာအလွန်တရာမှာပျော်မွေ့ကြအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့ဘဝတွေကတဘဝပြီးတဘဝထပ်ပြီးတော့ရနေတော့တာရရင်ရတိုင်းတော့ဘဝမှာဘဝရဲ့ပြဿနာဘဝရဲ့အခက်အခဲဘဝရဲ့ဒုက္ခတွေဆိုတာကိုရင်ဆိုင်ရမယ်ပြီးရင်ဒီဆုံးခြင်းဖြင့်အဆုံးသတ်ရမယ်ဒါဘဝရဲ့အမှန်တရားဟုတ်လားဒါကြောင့်သစ္စာ၄ပါးကိုမသိကြတဲ့ပုဂ္ဂိုလ်တွေဟာဘဝရဲ့အပြစ်ဘဝရဲ့မကောင်းမှုမသိတဲ့အတွက်ကြောင့်ဒီဘဝရကြောင်းအလုတ်တွေမှာအလွန်ပျော်မွေ့ပြီးတော့ဘဝကိုရအောင်လုပ်ကြရင်းနဲ့ဒုက္ခဒေါ်ထဲမှာထပ်ပြီးတော့လဲကြရတယ်သစ္စာ၄ပါးကိုသိကြတဲ့ပုဂ္ဂိုလ်တွေကြတော့ဘဝရကြောင်းအလုတ်တွေမှာပျော်မွေ့တဲ့သဘောမရှိဘူးသူကအလွန်လေးတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားဟောတာပါဟုတ်လားဒါပေမဲ့ဦးဇင်းတို့ပြောချင်တာကတော့ကောင်းထုတ်ချက်လေးချပြီးတော့ပဲပြောချင်တာပါ
သစ္စာလေးပါးကိုမသိခြင်းသည်ကြောက်မဖို့ရအကောင်းဆုံးသောကြောက်ကဘာပြက်ကိုကြာခြင်းပဲဆိုတာကိုမှတ်သားကြဖို့ပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့ဒီကနေ့သစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့နံပါတ်၄နောက်ဆုံးအပိုင်းကိုရောက်လာတယ်မဂ္ဂသစ္စာအဲ့ဒီမဂ္ဂသစ္စာကိုဦးဇင်းတို့ကြည်ကြည်ပြန့်ပြန့်ပြည့်ပြည့်စုံစုံမှတ်မယ်ဆိုလို့ရှိရင်ဒုက္ခនិရောဓဂ ामि နိပฏิပဒါအရိယသစ္စာဒုက္ခချုပ်ငြိမ်းရာသို့ရောက်ကြောင်းအကျင့်လမ်းစဉ်လို့ဒီလိုလေးပဲရတော့ဒီနေရာမှာဦးဇင်းတို့ပိဋကပေါင်းတော်အောင်တို့ပြီးခဲ့ပြီးသားသစ္စာတရားလေးတွေနဲ့ဆက်ဆက်ပြီးတော့စဉ်းစားမှသစ္စာ၄ပါးတရားဟာတစ်ပါးနဲ့တစ်ပါးเนาะအရင်ကြီးဆက်ဆက်မှုရှိနေတယ်ဆိုတာကတော့ပိဋကတို့လည်းနားလည်ကြပြီးသားဆိုကြပါစို့သမုဒယသစ္စာပိုင်းမှာဦးဇင်းတို့ဘာကိုအဓိကထားပြီးတော့ပြောခဲ့လဲဆိုတော့လောဘဖြစ်ရင်ဒုက္ခဖြစ်တယ်လောဘကြီးရင်ကြီးတယ်တော့ဒုက္ခကြီးတယ်ဆိုတဲ့အပိုင်းပြောခဲ့တာပေါ့နော်និရောဓသစ္စာမှာဘာကိုအဓိကထားပြီးတော့ပြောတော့ဆိုတော့လောဘချုပ်ရင်ဒုက္ခချုပ်တယ်နိဗ္ဗာန်ဆိုတာလောဘချုပ်ရလို့မြတ်စွာဘုရားအတိအလင်းဟောထားတာဟုတ်လားဒါကြောင့်လောဘမရှိရင်မရှိသလောက်တတ်တာရတယ်ဟောဒါလိုဒီလိုအဓိကကြတဲ့အချက်လက်လေးတွေကိုမှတ်သားမိဖို့လိုတယ်ပေါ့နော်သမုဒယသစ္စာပိုင်းမှာဒုက္ခလောဘကြီးရင်ကြီးသလောက်ဒုက္ခကြီးတယ်និရောဓသစ္စာပိုင်းမှာလောဘမရှိရင်မရှိသလောက်ဒုက္ခမရှိဘူးဆိုတဲ့သဘောလေးအဲ့ဒါလို့ဆိုလို့ရှိရင်ဦးဇင်းတို့ပိဋကပေါင်းတော်အောင်တို့လောဘရှိခြင်းမရှိဒုက္ခရှိခြင်းမရှိခြင်းဒုက္ခဖြစ်ခြင်းမဖြစ်ခြင်းဆိုတာဘာပေါ်မှာမူတည်နေတုံးဆိုတော့လောဘပေါ်မှာမူတည်နေနော်လောဘဖြစ်ရင်ဒုက္ခဖြစ်မယ်လောဘမဖြစ်ရင်ဒုက္ခမဖြစ်ဒါနဲ့ဒုက္ခမဖြစ်ခြင်းဘူးဆိုရင်လောဘမဖြစ်အောင်ကြိုးစားကြရအဲ့ဒါလို့ဆိုရင်လောဘမဖြစ်အောင်ဘယ်ပုံပင်ဒီကြိုးစားမလဲဆိုတော့ဟောအခုစရုထအရိယသစ္စာကအဓိကအချက်ဖြစ်လာနော်လောဘမဖြစ်အောင်ဘယ်ပုံပင်ဒီကြိုးစားမလဲဆိုတာရဲ့အဖြေမဂ္ဂင်၈ပါးအကျင့်မြတ်လမ်းစဉ်ကိုရှောက်လန်းကြရမယ်နော်မဂ္ဂဆိုတာလမ်းလို့အဓိပ္ပာယ်ရတယ်ဘေးတို့ဒါအလုံးသိပါတော့ဒီမဂ္ဂင်၈ပါးလမ်းကိုရှောက်လန်းခြင်းသိပေါက်ဖို့အတွက်မဂ္ဂသစ္စာရဲ့အစွမ်းတတ္တိတနည်းအားဖြင့်မဂ္ဂသစ္စာရဲ့တခြားအ내အဓိပ္ပာယ်၄မျိုးသစ္စာအ내16ချက်ဆိုတော့သူ့လည်းပဲ၄ပါးရှိမယ်ပေါ့နော်အ내အဓိပ္ပာယ်အဲ့ဒီအ내အဓိပ္ပာယ်၄မျိုးကဘာတုံးဆိုတော့မဂ္ဂတနေယနထောဒသနထောဟေတုထောအာဓိပတိယထောဆိုပြီးတော့ပါဠိလေးတွေလည်းပဲနည်းနည်းတော့မှတ်ရမယ်ဟုတ်လားမဂ္ဂသစ္စာဤနေယနထောလွတ်မြောက်ကြောင်းတရားထွက်မြောက်ကြောင်းတရားနေယနဆိုတာထွက်မြောက်ကြောင်းတရားនិရောဓသစ္စာတုန်းကဥရှင်တို့နေတရဏထောဆိုပြီးတော့စလာနေတရဏကလွတ်မြောက်ခြင်းသူကလွတ်မြောက်သွားတာနိဗ္ဗာန်ဆိုတာကလွတ်မြောက်ခြင်းပေါ့အဓိပ္ပာယ်တစ်မျိုးပြောမှဆိုဟုတ်လားခုမဂ္ဂသစ္စာကဘာတော့လွတ်မြောက်စေတတ်တာလွတ်မြောက်ခြင်းရဲ့အကြောင်းပေါ့တိတိကျကျပြောမှဆိုရင်လွတ်မြောက်ခြင်းရဲ့အကြောင်းနိဗ္ဗာန်ကလွတ်မြောက်ခြင်းမဂ္ဂင်ကလွတ်မြောက်ခြင်းရဲ့အကြောင်းဒီနေရာမှာဦးရှင်တို့အကြောင်းဆိုတာကဒုက္ခသစ္စာနဲ့သမုဒယသစ္စာလို့အကြောင်းအကျိုးသဘောတော့မဟုတ်ဆိုလိုတာကမဂ္ဂသစ္စာဒီဟုသောအကြောင်းကြောင့်និရောဓသစ္စာဖြစ်လာတာလို့ဆိုလိုတာမဟုတ်မဂ္ဂင်၈ပါးလမ်းကိုရှောက်ရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်လို့ပြောတာနိဗ္ဗာန်ဆိုတဲ့တရားသည်အကြောင်းကင်းတဲ့တရားပြုရင်ယူလို့လည်းမရဘူးသူဘာကြောင့်ဖြစ်တယ်လို့သူ့မှာအကြောင်းမရှိနိဗ္ဗာန်ကအကြောင်းကင်းတဲ့တရားအဲ့ဒါကိုပိဋကပေါင်းတော်ကောင်းတို့အကြောင်းအကျိုးသဘောလေးစိုက်အောင်ပြောရမယ်ဆိုလို့ရှိရင်ဆိုကြပါစို့ကျွတ်တို့မြို့တစ်မြို့ကိုရောက်စီတဲ့သွားတဲ့လမ်းရှိတယ်ဆိုကြပါစို့အဲ့ဒီလမ်းကိုသွားမယ်ဆိုရင်အဲ့ဒီမြို့ကိုရောက်သွားမယ်အဲ့တော့လမ်းနဲ့မြို့ဒီအကြောင်းအကျိုးသဘောဟုတ်သလားဆိုတော့မဟုတ်ဘာလို့ဆိုဒီမြို့ကြီးကဒီလမ်းကြောင့်ဖြစ်လာတာမဟုတ်မြို့ကသူ့ရှိနေတာဒါပေမဲ့ဒီလမ်းကိုရှောက်မှဒီလမ်းအတိုင်းသွားမှအဲ့ဒီမြို့ကိုရောက်မှဒါပေမဲ့လမ်းကြောင့်မြို့ဖြစ်လာတာလို့တော့ပြောလို့မရဒါပေမဲ့အဲ့ဒီမြို့ကိုရောက်ချင်တယ်ဆိုရင်တော့အဲ့ဒီလမ်းကိုမဖြစ်မနေရှောက်ရမယ်ဟောမဂ္ဂသစ္စာနဲ့និရောဓသစ္စာဆိုအဲ့ဒီသဘောပဲဟုတ်ရဲ့လားဒီနေ့မှာဦးရှင်တို့မဂ္ဂသစ္စာရဲ့ပထမစွမ်းရည်တတ္တိသည်ထွက်မြောက်ခြင်းရဲ့အကြောင်းတနည်းအားဖြင့်ထွက်မြောက်သွားစေတတ်တယ်လွတ်မြောက်ခြင်းတယ်ဆိုလို့ရှိရင်လွတ်မြောက်ရာလွတ်မြောက်ကြောင်းလမ်းစဉ်ကိုကြိုးစားအထောက်ရမယ်အဲ့ဒါကိုပဲဦးသင်တို့နေယနတ္ထဒီလိုပြောနော်နေယနတ္ထ
လွတ်မြောက်သွားစေတတ်တယ်မကင်ရှိပါရဲ့စွမ်းအားတတ်တယ်နောက်ဦးဇင်းတို့ဟေတုတ်ထောတဲ့ဒါလေးတွေကအသေးစိတ်လေးတွေတော့ပြောကြကောင်းဟေတုတ်ထောဆိုတာဘာပြောတာတော့ဆိုတော့မူရင်းအကြောင်းတရားကြီးကျယ်တဲ့သဘောခိုင်မြဲတဲ့သဘောမကင်ရှိပါသည်အလွန်ကြီးကျယ်တဲ့မြင့်မြတ်တဲ့ခိုင်မြဲတဲ့တရားနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေတဲ့နေရာမှာအလွန်တရာမှဆွမ်းအားတတ္တိကြီးမားတယ်ခိုင်မြဲတဲ့သဘောကြီးပွားတဲ့သဘောဟေတုဆိုတာမူလအကြောင်းဟုတ်လားသူ့ရဲ့သဘာဝတရားလေးကကြံတဲ့ဦးဇင်းတို့တခြားသောတရားတွေနဲ့မတူဘူးပေါ့တော့မဂ်ကင်၈ပါးဆိုတာခိုင်မြဲတဲ့သဘောလို့ဒီလိုလေးဦးဇင်းတို့အဓိပ္ပာယ်ကိုနားလည်ရမယ်နောက်ဦးဇင်းတို့ဒသနထောတဲ့ဒသနဆိုတာဘာပြောတာဆိုမြင်စေတတ်တယ်ပေါ့မြင်နိုင်တဲ့စွမ်းအားကိုပေးမယ်မဂ်ကင်၈ပါးကိုကျင့်လို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့မတွေးဘူးတဲ့အတွေးမသိဘူးတဲ့အသိမမြင်ဘူးတဲ့အမြင်အဲ့ဒါကိုရနိုင်တယ်ကိုတရားဓမ္မတို့ဦးဇင်းတို့မြင်တဲ့အမြင်ကမပြည့်စုံတဲ့အမြင်ပေါ့မလေးနဲ့တဲ့အမြင်တကယ်တမ်းကနိဗ္ဗာန်ချမ်းသာကိုမြင်နိုင်သည့်အထိအမြင်ကကြီးမားမှကျေပြတ်မှနဲ့ဆိုင်မှတကယ်အကျိုးကိုရရှိကြမှာအဲ့တော့ဒသနဆိုတဲ့ဒီထူးကဲတဲ့အမြင်ကိုရကျင်တယ်ဆိုလို့ရှိရင်မဂ်ကင်၈ပါးကိုပွားများရမဂ်ကင်၈ပါးသည်အမြင်တူးကိုမြင်စေနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဒါကိုဒသနသိသွားတယ်မြင်သွားတယ်ဆိုတဲ့အနေအထားမျိုးကိုရောက်အောင်စွမ်းဆောင်ရည်ပေးနိုင်တယ်ပေါ့မဂ်ကင်၈ပါးဟုတ်လားအဲ့တော့ဦးဇင်းတို့နေယာနာရဲ့ဟေတုဋ္ဌရဲ့ဒသနရဲ့၃ခုရှိသွားတယ်နော်နောက်၄ခုမြောက်အာဓိပတိယထောအာဓိပတိယထောဆိုတာဘာပြောတော့ဆိုတော့လွှမ်းမိုးနိုင်တယ်အကြီးအကဲဖြစ်တယ်မဂ်ကင်၈ပါးဟာမဂ်ကင်၈ပါးကိုကျင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုကိုလွှမ်းမိုးစေနိုင်တယ်ကိုယ်သာလင်ကိုယ့်ရဲ့အကြီးအကဲဖြစ်တယ်ဒါလေးတွေကဆန့်ကျင်ဘက်ကလေးတွေနဲ့ရှင်းပြီးတော့ပြောမှပို့ပြီးတော့နားလည်နိုင်ဆိုကြပါစို့ဦးဇင်းတို့တာမန်နေတဲ့အချိန်မှာတရားဓမ္မတို့ဦးဇင်းတို့ဟာကိုလွှမ်းမိုးပြီးတော့ကိုအုပ်ချုပ်ပြီးတော့ကိုဒီကိုယ့်ရဲ့အကြီးအကဲဖြစ်ပြီးတော့နေနေတာမဟုတ်တရားဓမ္မတို့ဦးဇင်းတို့မှာကိုယ့်ရဲ့အထက်ကကိုအုပ်ချုပ်နေတဲ့လွှမ်းမိုးနေတဲ့အကြီးအကဲရှိတယ်အဲ့ဒါကဘာဖြစ်မဲ့တဲ့လောဘပေါ့နော်အလိုဆန္ဒရဲ့လက်အောက်မှာနေကြရနော်အလိုဆန္ဒခိုင်းရှိတဲ့အတိုင်းဒါပြောလိုက်ဆိုရင်ပြောရတယ်ဒါလုပ်လိုက်ဆိုရင်လုပ်ရတယ်ဒီတိုင်းတွေးဆိုရင်တွေးရတယ်ပေါ့အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ဟာဘုရားရဲ့လက်အောက်မှာနေရတော့ဆိုတော့အဓိကကတော့တဏှာရဲ့လက်အောက်မှာနေရတယ်ကိုမဂ်ကင်၈ပါးကိုပွားမယ်ဆိုရင်အဲ့ဒီတဏှာရဲ့လက်အောက်ကလွတ်ပြီးတော့ကိုဟာကိုရဲ့အကြီးအကဲဖြစ်တယ်ကိုပြန်ပြီးတော့လွှမ်းမိုးနိုင်တယ်အဲ့ဒီလိုလေးပြောရင်တော့ပို့ပြီးတော့နားလည်မယ်လို့ထင်ပါတယ်ဟုတ်လားဒါကြောင့်အလွန်တရာမှထူးကဲတဲ့မြင့်မြတ်တဲ့တရားပေါ့မဂ်ကင်၈ပါးဆိုတာဒါကြောင့်မဂ်ကင်၈ပါးရဲ့အ내အိဗယ်ကို၄မျိုးအဲ့ဒါလိုခွဲခြားပြီးတော့နားလည်ဖို့မလိုဘူးလားနေယာနထွတ်မြောက်သွားစေတတ်တယ်လွတ်မြောက်သွားစေတတ်တယ်နော်နေတရဏနဲ့မတူဘူးနော်နေတရဏကလွတ်မြောက်သွားတာနေယာနကလွတ်မြောက်စေတတ်တာဟုတ်ရဲ့လားလမ်းသဘောမျိုးပေါ့ပြီးတော့ပါတော့ဒသနဟေတုဋ္ဌဟေတုဆိုတာကခိုင်မြဲတဲ့သဘောအလွန်တရာအားကြီးတဲ့အကြောင်းတရားပေါ့လွတ်မြောက်ခြင်းရဲ့အလွန်တရာအားကြီးတဲ့အကြောင်းတရားပေါ့ဒသနဆိုတာဗာလဲမြင်တာသိစေတာမြင်စေတာနော်အဓိပတိယဆိုတာဗာလဲလွှမ်းမိုးနိုင်တာအကြီးအကဲဖြစ်တာအကြီးအမှုဖြစ်တာကိုယ့်အထက်ကနေပြီးတော့သူဟာကိုယ့်ကိုကောင်းကောင်းမွန်မွန်နော်လွှမ်းမိုးထားတဲ့သဘောတနည်းအားဖြင့်ကိုဟာကိုပြန်ပြီးတော့လွှမ်းမိုးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မဂ်ကင်၈ပါးရဲ့အဲ့ဒါလိုစွမ်းရည်တတ္တိထူးကဲတဲ့အည်အသွေးကိုသိထားမယ်ဆိုလို့ရှိရင်ဒီမဂ်ကင်၈ပါးကိုပွားများလို့စိတ်ပို့ပြီးတော့မထက်တန်ပေဘူးလားထက်တန်နိုင်တယ်အဲ့တော့ကိုကဒီဒုက္ခတော်တွေကနေပြီးတော့ဒီအစင်မပြေမှုတွေကနေပြီးတော့လွတ်မြောက်ခြင်းတယ်ဆိုရင်လွတ်မြောက်စေတတ်တဲ့တရားကိုကျင့်သုံးရမယ်ပေါ့အဲ့တော့ဒါကလည်းပဲပိဿပေါင်းသူတော်တို့လက်တွေ့ကြကြပြောရလို့ရှိရင်ကိုယ့်ရဲ့အခြေအနေမှန်ကိုလည်းပဲကိုယ်တိုင်တော့နားလည်ဖို့လိုတာပေါ့နော်ကိုကဒီအခြေအနေဒီအနေထားလေးကိုကျင့်တတ်နေသလားကျင့်တတ်နေတယ်ဆိုရင်လည်းပဲထွတ်မြောက်အောင်အတွက်လွတ်မြောက်အောင်အတွက်ဘာမှသိပြီးတော့ကြိုးစားမှာမဟုတ်တော့ဒါကကောင်းနေတယ်ဆိုတော့ဒီတိုင်းပဲနေလိုက်မှာအောင်တော့ဒီအခြေအနေကိုတော့ဒကာဓမ္မတို့ကျင့်တတ်နေတယ်လို့ဦးဇင်းကတော့မထင်ပါဘူးဟုတ်လားဘာလို့လဲဆိုတော့အခုလုံးလုံးစေနော်အရွယ်လေးရှိသေးတယ်
ရှာလို့ဖူလို့လည်းကောင်းတယ်ကျမကြီးလေးလည်းကောင်းတယ်ဆိုရင်တော့ကျင့်တဲ့သဘောလေးတွေကတော့လာမှာပါမလာဘူးလို့မရှိဟုတ်လားဒါပေမဲ့လို့တော့တစ်ချိန်ကြာရင်မဖြစ်ရဘူးခန္ဓာကိုယ်ကြီးကချွင်းချက်တွေများလာမယ်ဒါရှောင်လို့မရဘူးနော်တဖြည်းဖြည်းနဲ့အည်သွေးကြလာမယ်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောဟုတ်လားအဲ့တော့တဖြည်းဖြည်းနဲ့ပျက်စီးမဲ့အနေအထားကိုရင်ဆိုင်ရမယ်အဲ့ဒီလိုအနေအထားမျိုးကပြီးနိုင်သလားဆိုတော့မပြီးနိုင်ပြီးရင်ဘဝတစ်ခုရမယ်တော့ဆက်ပြီးတော့ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုရင်ဆိုင်ရမယ်ဒီလိုပဲသွားနေမှာဒါအဆိုးမြင်တဲ့အမြင်နဲ့ပြောနေတာမဟုတ်ဒါလက်တွေ့မှာဒီတိုင်းသွားနေတာဟုတ်လားအဲ့တော့ဒီအနေအထားဆိုးကနေပြီးတော့ကိုဟာလွန်မြောက်ခြင်းတယ်ဆိုလို့ရှိရင်နေယာနာလွန်မြောက်သွားစေတတ်တဲ့အစွမ်းရှိတဲ့မဂ္ဂင်၈ပါးကိုကျင့်သုံးရမယ်အဲ့ဒါနေယာနာဆိုတာအဲ့ဒါပဲအဲ့တော့ပိဋကတို့ဦးဇင်းတို့တွေစဉ်းစားတရားရှိတာကလွတ်မြောက်ကြောင်းတရားလွတ်မြောက်ကြောင်းတရားလို့ပြောတာနားထောင်တော့နားထောင်ကိုတကယ်ကိုလွတ်မြောက်ချင်တာဟုတ်ရဲ့လားလို့မေးဖို့ကအရင်တောင်လိုးနေမယ်လို့ထင်အဲ့ဒါကဘို့အရေးပါမယ်လို့ထင်တော့တကယ်လွတ်မြောက်ချင်တာဟုတ်ရဲ့လားတကယ်လွတ်မြောက်ချင်တယ်ဆိုလို့ရှိရင်လွတ်မြောက်ကြောင်းတရားကိုစိတ်ဝင်စားမှာပေါ့ဟုတ်ရဲ့လားဒါကြောင့်လွတ်မြောက်ချင်တဲ့စိတ်ရှိဖို့လည်းအရေးကြီးတယ်ပေါ့အဲ့ဒါကပထမဒုက္ခသစ္စာကိုစပြီးတော့နားလည်ခဲ့ဖို့လိုအပ်တယ်ဆိုတာကိုလည်းပြောရမရောက်ဘူးလားရောက်တယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နေယာနသဘောရှိတဲ့ဟေတုသဘောရှိတဲ့ဒသနသဘောရှိတဲ့နော်အာဓိပတိယသဘောရှိတဲ့မဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်သုံးကြဖို့မလိုဘူးလားလိုပါတယ်ဒီနေရာမှာမဂ္ဂင်၈ပါးသည်လမ်းသဘောဖြစ်တယ်မဂ္ဂင်၈ပါးသည်စီးစေရာယင်သဘောဖြစ်တယ်ဆိုတာလေးကိုပြောခြင်းသူအဓိပ္ပာယ်လေးတွေကသူရှုထောင့်နဲ့သူအလွန်ကောင်းတယ်ပေါ့ဆိုရပါစို့မဂ္ဂင်၈ပါးဟာလမ်းသဘောဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာရှိတယ်ဘုရင်တို့ခါတစ်ပါးမှာယဟန်တော်တွေဝါကျွတ်လို့မြတ်စွာဘုရားဒီကိုလာပြီးတော့ဖူးမြော်ကြရင်းနဲ့ဝါကျွတ်တဲ့အခါကျတော့ဒီနားမှာသတင်းသုံးတဲ့တန်ခါကဟိုနားကြွသွားတာလည်းရှိတယ်ဟိုနားသတင်းသုံးတဲ့တန်ခါကဒီကိုကြွလာတာလည်းရှိတယ်ပေါ့ရှိတော့အချင်းချင်းဆက်ပြီးတော့ဘာတွေပြောကြတော့ဆိုတော့သူတို့လျှောက်လန်းခဲ့ရတဲ့လမ်းတွေအကြောင်းပြောတာသူတို့လာခဲ့တဲ့ခရီးရှိတာဘယ်ရွာနဲ့ဘယ်ရွာသွားတဲ့လမ်းကတော့တော်တော်ဆိုးတာပဲဘယ်ရွာနဲ့ဘယ်ရွာသွားတဲ့လမ်းကတော့တော်တော်ကောင်းတယ်လို့လမ်းနဲ့ပတ်သက်တဲ့စကားကိုစက်မိလို့ပြောကြတာအဲ့ဒီအချိန်မှာမြတ်စွာဘုရားရောက်လာတော့မြတ်စွာဘုရားကဘာတွေပြောနေကြတော့လို့မေးတော့ဒီလိုဒီအကြောင်းလမ်းနဲ့ပတ်သက်တဲ့စကားတွေကိုပြောနေကြတာပါလို့မြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကစကားနောက်ကိုတရားပါအောင်ကြိုးစားတယ်ပေါ့စိတ်သားတို့တဲ့အဲ့ဒီလမ်းတွေဟာဘာပဲပြောလွတ်မြောက်စေတဲ့ဒုက္ခတော်တွေကထွက်မြောက်သွားစေတဲ့လမ်းတွေမဟုတ်ကြဘူးတဲ့ဆိုးလို့လည်းပဲသိပြီးတော့အကြောင်းမထူးဘူးကောင်းလို့လည်းပဲသိပြီးတော့အကြောင်းမထူးဘူးဟုတ်လားအပေါ်ယံကြည့်ရင်တော့ထူးတာပေါ့နော်သို့တော်လည်းပဲတကယ်နည်းနည်းကြည့်မယ်ဆိုရင်တော့အဲ့ဒီပဂတိလမ်းတွေဟာဘာမှသိပြီးတော့အကြောင်းမထူးတော့တကယ်တမ်းကမဂ္ဂင်၈ပါးဆိုတဲ့လမ်းကိုရှောက်လန်းမှသာနေအကြောင်းထူးမယ်အောင်အဲ့ဒီမှာပဲမြတ်စွာဘုရားကမဂ္ဂနထင်္ကိကောတိထောသစ္စာနစတုရောပရာမဂ္ဂနထင်္ကိကောတိထောနော်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်မြတ်သည်လမ်းတကလမ်းထဲမှာအမြင့်မြတ်ဆုံးလမ်းဖြစ်တယ်လို့အဲ့လိုဟောနော်မဂ္ဂနထင်္ကိကောတိထောသစ္စာနစတုရောပရာအမှန်တရားတွေထဲမှာတော့သစ္စာ၄ပါးအမှန်တရားသည်အထုကဲဆုံးအမြင့်မြတ်ဆုံးဖြစ်တယ်တဲ့ဘုရားကမတော်ဦးဇင်းတော်မှတ်သားနေတဲ့ဒီအမှန်တရားကဘယ်သောခါကာလမှာဖောက်ပြန်မှားယွင်းသွားတယ်ဆိုတာမရှိဒါကြောင့်လေဒီဆိုတော်ဘုရားကြီးကအတွန်းရှိစွာဘယ်မျှကြာလဲတခါတရံမဖောက်ပြန်ပဲအစင်မြဲကိုသစ္စာဆိုလို့အဲ့လိုကြီးဘလောက်ပဲကာလတွေကြာမှန်းနေတယ်နော်ဒီအမှန်တရားကစဉ်းစားကြည့်ရင်လွန်စိတ်ဝင်စားတဲ့အကောင်းနော်ကာလနဲ့လည်းမဆိုင်ဘူးပုဂ္ဂိုလ်နဲ့လည်းမဆိုင်ဘူးနော်ဒေသနဲ့လည်းမဆိုင်ဆိုလိုတာကကာလတိုင်းမှာမှန်တယ်ဒေသတိုင်းမှာမှန်တယ်ပုဂ္ဂိုလ်တိုင်းအတွက်မှန်တယ်နော်ဒီအချိန်မှာသာလျှင်လောဘဖြစ်လို့ဆင်းရဲတာမဟုတ်ဘူးဟိုအချိန်မှာလောဘဖြစ်ရင်လည်းဆင်းရဲမှာပဲကာလတိုင်းမှာမှန်တယ်ဆိုတာအဲ့ဒီအတိတ်ကိုယ်မှာလောဘဖြစ်လို့ကိုယ်သာလျှင်ဆင်းရဲတာမဟုတ်သူ့လောဘဖြစ်ရင်သူ့လည်းဆင်းရဲမှာပဲပုဂ္ဂိုလ်တိုင်းအတွက်မှန်တယ်ဟိုနေရာလူတွေလောဘဖြစ်လို့သာဆင်းရဲတာမဟုတ်ဘူးဒီနေရာလူတွေလောဘဖြစ်ရင်လည်းဆင်းရဲမှာပဲဒေသတိုင်းမှာမှန်တယ်ဒါကြောင့်သစ္စာ၄ပါးတရားသည်အမှန်တရားတွေထဲမှာအမြင့်မြတ်ဆုံးဖြစ်တယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်မြတ်ကတော့လမ်းတွေထဲမှာအမြင့်မြတ်ဆုံးဖြစ်တယ်လို့မြတ်စွာဘုရားအဲ့လိုဟောဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီအမြင့်မြတ်ဆုံးဆိုတဲ့လမ်းကိုရှောက်လန်းနိုင်ကြဖို့မလိုဘူးလားလိုတယ်
ဒါမဲ့ခင်၈ပါးတည်လမ်းသဘောဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားကိုတော်တိုင်ဟောခဲ့တာဘုန်းကြီးတို့ဒီနေရာမှာပုရာဏမဂ္ဂဆိုတဲ့အသုံးအနှုန်းလေးလည်းတစ်ခုရှိတယ်ပုရာဏမဂ္ဂဆိုတာကပုရာဏဆိုတာအဟောင်းပေါ့နော်မဂ္ဂဆိုတာကလမ်းဟောင်းပေါ့ဆိုလိုတာကဒီမဲ့ခင်၈ပါးလမ်းကိုမြတ်စွာဘုရားကတီထွင်တာတော့မဟုတ်ဘူးဟုတ်လားရှေးဖရာတိုင်းဟာဒီမဲ့ခင်၈ပါးလမ်းကိုရှောက်လန်းပြီးတော့ဘုရားပွင့်သွားတာဆိုလိုတာကဒီဘုရားလက်ထက်ကြမှာနော်အသေးအချမ်းပေါ်လာတာမဟုတ်ဘူးလို့ပြောတာအဲ့ဒါကိုမြတ်စွာဘုရားကဥမာလေးပေးပြီးတော့ဟောတာရှိတယ်ဟိုတော်ထဲမှာတစ်ချိန်တုန်းကအလွန်စီကားတဲ့မြို့ဟောင်းကြီးမြို့ပြက်ကြီးတစ်ခုရှိတယ်ဆိုကြပါလားအဲ့ဒါကိုသွားရင်လာရင်နဲ့အဲ့ဒီမြို့ကြီးကိုတွေ့တော့ဩဒါရှေ့တုန်းကမြို့ကြီးပဲဆိုပြီးတော့အဲ့ဒီမြို့ကိုသွားတဲ့လမ်းကပြန်ပြီးတော့ဖုံသွားတယ်ပြန်ပြီးတော့တွေ့ရှိတယ်ဟုတ်လားပုရာဏမဂ္ဂအဲ့ဒီအတိတ်ပဲမြတ်စွာဘုရားဟောထားတာရှိတော့လမ်းဟောင်းပေါ့ဒါကြောင့်ရှေးသောဘုရားအဆူဆူတို့ရှေးသူတော်ကောင်းတွေနော်ဖုံနေအောင်သူ့အချိန်နဲ့သူသွားခဲ့ကြတယ်လမ်းနောက်သူတော်ကောင်းတွေလည်းပဲဖုံနေအောင်သွားကြအောင်ပဲလမ်းပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့မဂ္ဂင်၈ပါးဟာလမ်းသဘောဖြစ်တယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောရင်းနဲ့ဘာကိုအမှတ်ရတော့ဆိုတော့ယဟန်တွေကိုမြတ်စွာဘုရားဟောထားတဲ့အကြောင်းအရာလေးတစ်ခုယဟန်တို့တဲ့တကယ်လို့များတခြားသောတမနာပြမနာတွေကသင်တို့ကိုသင်တို့ဟာဘာကြောင့်ယဟန်ဂေါတမရဲ့ထံမှာမြတ်သောအကျင့်ကိုကျင့်သုံးနေတာတော့ဘာဖြစ်လို့ယဟန်ပြုပြီးတော့မြတ်သောအကျင့်ကိုကျင့်သုံးနေတာတော့လို့မေးခဲ့မယ်ဆိုရင်တဲ့နော်ဒီဆွဲလန်းမမုန်းမှုဆိုတဲ့လောဘကိုဖယ်ခွာနိုင်ဖို့အတွက်မြတ်သောအကျင့်ကိုကျင့်သုံးပါတယ်လို့သင်တို့ဖြေပါတဲ့မြတ်စွာဘုရားရဲ့သာသနာမှာဘာကြောင့်မြတ်သောအကျင့်ကိုကျင့်သုံးနေတာတော့လို့မေးရင်ဆွဲမဲ့မှုလောဘကိုဖယ်ခွာနိုင်ဖို့အတွက်မြတ်သောအကျင့်ကိုကျင့်သုံးပါတယ်လို့ဖြေပါတယ်အဲ့လိုဖြေလို့ရှိရင်သူတို့ကတဆင့်တက်ပြီးတော့မေးလိုက်မယ်တဲ့အဲ့ဒီဆွဲမဲ့မှုຢာကဆွဲမဲ့မှုလောဘကိုဖယ်ရှားနိုင်ဖို့အတွက်အကျင့်မြတ်ကိုကျင့်တယ်ဆိုရင်အဲ့ဒီလောဘကိုဖယ်ရှားနိုင်ဖို့အတွက်အကျင့်မြတ်ကဘာလဲနော်ဘလို့ကျင့်မှအဲ့ဒီလောဘကနော်ဖယ်ခွာသွားမှလေလို့ဆက်မေးမယ်ဆိုရင်မဂ္ဂင်၈ပါးအကျင့်မြတ်တရားသည်ရွှဲမဲ့မှုຢာကကိုဖယ်ရှားဖို့အတွက်အပြည့်စုံအကောင်းမွန်ဆုံးအကျင့်ဖြစ်တယ်လို့သင်တို့ဖြေပါတဲ့ဟောသူ့ဟာလေးနဲ့သူနော်တရားဓမ္မတို့နော်ဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့ထံကနေပြီးတော့အကျင့်မြတ်တွေကိုကျင့်သုံးတယ်ဆိုတာအဓိကရည်ရွယ်ချက်ကဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘကိုဖယ်ရှားရေးပေါ့တစ်ဆင့်နှိမ်ပြောရမယ်ဆိုရင်တော့လောဘကိုလျှော့ချရေးပေါ့ဟုတ်လားဒီရည်ရွယ်ချက်နဲ့အကျင့်မြတ်ကိုကျင့်ကြရတာအဲ့ဒီလောဘကိုလျှော့ချနိုင်ဖို့ကျင့်တဲ့နေရာမှာလည်းပဲအကျင့်မြတ်ကဘာတဲ့တို့များမဂ္ဂင်၈ပါးဖြစ်တယ်လို့ဒီလိုဖြေရမယ်သူ့အကြောင်းလေးနဲ့သူ့အကျိုးလေးနဲ့နော်အေးဒါကဦးဇင်းတို့လမ်းသဘောဖြစ်တယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောတာပါနောက်ဦးဇင်းတို့တခုပြောရင်တာကမဂ္ဂင်၈ပါးသည်စီးတဲ့ရာရင်သဖွယ်ဖြစ်တယ်ဆိုတာကိုပြောခြင်းဒါကလည်းပဲမြတ်စွာဘုရားအကြောင်းတိုက်ဆိုင်လို့ဟောခဲ့တာဟိုဦးဇင်းတို့ခါတစ်ပါးမှာမြတ်စွာဘုရားဆွမ်းခံပြန်ပြီးတော့ကြွလာတဲ့ရှင်အနန္ဒာကိုတော်မြတ်ကမြတ်စွာဘုရားကိုစကားတခွန်းလာလျှောက်သူမြင်ခဲ့တာကိုသူလျှောက်တာပါပဲမြို့ထဲမှာသူဗာမြင်ခဲ့ရတုံးဆိုတော့တော်တော်ချမ်းသာကြွယ်ဝတဲ့ဩဇာအာဏာလည်းရှိတယ်ဇာနုသောနိလို့အမည်ရတဲ့ပုံနာတထေးပုံနာတယောက်ရှိအဲ့ဒီပုံနာကြီးကယာတုလည်းရှိတယ်အာဏာလည်းရှိတယ်စီးတိမ်လည်းရှိတယ်အဲ့တော့သူကဘာလုပ်တုံးဆိုတော့မြို့ထဲသွားဘီရင်ဒီသွားတာကိုနော်တစည်းလုံးဖြူနေတဲ့ယထာကိုရှိသွားတယ်အဲ့ဒါကထားတဲ့မြင်းမလေးတွေကလည်းအဖြူလေးတွေကြီးပဲယထာကိုလည်းတစည်းလုံးငွေရောင်နေနဲ့ပဲလှဆင်ထားတယ်သူကလည်းပဲတကိုယ်လုံးအဖြူရောင်အဝတ်ကိုပဲဝတ်ထားတယ်ဖနက်ကစအဖြူနှင်တန်ကစအဖြူသူ့ရဲ့အချမ်းရံဒီအကုန်လုံးကလည်းအဖြူတွေကြီးပဲတော့တမျိုးဆန်းပြီးတော့တမျိုးလုံးအံ့ဩကြတယ်ဩဒါဟာမြမရင်ပဲနော်အလွန်မြင့်မြတ်တဲ့ရင်ပဲဒါကိုဝိုင်းကြည့်ကြအဲ့ဒါကိုရှင်အနန္ဒာကိုတော်မြတ်ကမြင်ခဲ့တာမြင်ခဲ့တော့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတဲ့အဲ့ဒါလူတွေကအဲ့ဒီရင်ကိုမြမရင်လို့ပြောနေကြတယ်မြမဆိုတာအဲ့ဒီအနေထားကတော့မြင့်မြတ်တယ်ဆိုတဲ့အတိပ္ပယ်ကိုရည်ညွှန်းတာမြမပြည်ကိုတောင်ရောက်စီတတ်တယ်ဆိုတဲ့အတိပ္ပယ်ကိုတောင်သူတို့ရည်မှန်းလေသလားတော့လည်းမသိဘူးပေါ့လေအဲ့လိုလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုသူကဗာဆက်ပြီးတော့ပြောပြန်တော့မေးပြန်တော့ဆိုတော့မြတ်စွာဘုရားတဲ့ဒီမြတ်စွာဘုရားရဲ့သာသနာမှာလည်းပဲဒီမြင့်မြတ်တဲ့ရင်ကိုပြည့်ညက်ခြင်းကစွန့်နိုင်ပါသလားတဲ့ဟောဆိုလိုတာက
ဘယ်လိုယင်ဟာအမျက်ဆုံးယင်လို့ဟောပြောလို့ဖြစ်နိုင်မလဲလို့မေးအပြည့်ညက်ချင်းကဖြစ်နိုင်မလားဆိုတာစာသံပေသံပေါက်နေတယ်ဟုတ်လားဆိုလိုတာကမြတ်စွာဘုရားရဲ့သာသနာတော်မှာနော်အမြင့်မြတ်ဆုံးနေရာကိုရောက်သွားစေနိုင်တဲ့အမြင့်မြတ်ဆုံးယင်ဆိုတာကိုရှိပါသလားပြောလို့ရပါသလားဒါမေးတာအဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကစွမ်းနိုင်တဲ့ပြည့်ညက်လို့ဖြစ်တယ်နော်အမြတ်ဆုံးယင်ကိုဟောလို့ရတယ်အဲ့ဒါဘာလဲဆိုတော့မိုက်ကင်၈ပါးပဲနောက်မိုက်ကင်၈ပါးသည်ဗြဟ္မာယင်ဖြစ်တယ်အမြတ်ဆုံးယင်နောက်ဓမ္မယင်ဖြစ်တယ်တဲ့ဓမ္မဆိုတဲ့အသုံးအနှုန်းနဲ့လည်းဟောတယ်သဘာဝတရားပေါ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစီတတ်တဲ့သဘာဝတရားပေါ့အဲ့ဒီမှာမြတ်စွာဘုရားကဒီဓမ္မယင်ကိုသာစီးပြီးတော့သွားကြမယ်ဆိုရင်ဗြဟ္မာယင်ကိုသာစီးပြီးတော့သွားကြမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုရရှိလိမ့်မယ်ရောက်လိမ့်မယ်အဲ့ဒီမှာပြောထားတဲ့စကားလေးတစ်ခုနော်စိတ်ဝင်စားတဲ့အပါတာကဒီဗြဟ္မာယင်ကိုစီးသွားမယ်ဆိုလို့ရှိရင်အမေခင်၈ပါးမှာပထမအဦးဆုံးကဗာမဲ့ခင်တမ္မာဒိဋ္ဌိမဲ့ခင်နော်အဲ့ဒီတမ္မာဒိဋ္ဌိကိုပွားများမယ်ဆိုရင်တဲ့တမ္မာဒိဋ္ဌိအာနန္ဒဘာဝိတာဘဟုလိကတာရာဂဝိနယပရိယောတာနာဒေါသဝိနယပရိယောတာနာမောဟဝိနယပရိယောတာနာဒီတမ္မာဒိဋ္ဌိဆိုတဲ့မဲ့ခင်ကိုပွားများမယ်ဆိုလို့ရှိရင်တဲ့ရာဂဝိနယပရိယောတာနာဆွဲမဲ့မှုယာကကုန်ခြင်းလျင်အဆုံးရှိတယ်တဲ့မကြည်နပ်မှုဒေါသကုန်ခန်းခြင်းလျင်အဆုံးရှိတယ်တူရီမိုင်မဲမှုမောဟကုန်ခန်းခြင်းလျင်အဆုံးရှိတယ်တော့အဆုံးမရှိတဲ့တရားမဟုတ်တော့အဆုံးရှိတဲ့တရားဘယ်ကြတော့ဆုံးသွားယာကဒေါသမောဟကုန်ရင်ဆုံးတယ်ဟုတ်လားအဲ့တော့တကယ်တမ်းကဒီအလုတ်ကမဂ္ဂင်၈ပါးအကျင့်မြတ်ကိုကျင့်သုံးတယ်ဆိုတဲ့အလုတ်ကအပြီးဆုံးရှိတဲ့အလုတ်ဘာရှိတဲ့အလုတ်အပြီးဆုံးရှိတဲ့အလုတ်နောက်အလုပ်တစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်ပြီးနိုင်မယ်ဆိုလို့ရှိရင်လုပ်ရတာလည်းကောင်းတယ်အတိတ်ပဲလည်းရှိမပြီးနိုင်ဘူးဘယ်တော့မှမပြီးဘူးဆိုတဲ့အလုပ်ကတကယ်စဉ်းစားကြည့်ရင်တော်တော်မောစရာကောင်းဟုတ်လားအဲ့တော့အပြီးဆုံးရှိတဲ့အလုပ်ဆိုတာကသာသနာတော်မှာဒီအလုပ်တစ်ခုပဲရှိဒီနေရာဖြင့်သာသနာတော်ရဲ့အလုပ်တည်တာနဲ့အပြီးဆုံးရှိကျန်တဲ့အလုပ်တွေကတိတိကျကျစဉ်းစားကြည့်ရင်အပြီးဆုံးမရှိဘူးဟောဒါကဓမ္မတို့ဦးဇင်းတို့အခုလုပ်နေတဲ့ဒီမဂ္ဂင်၈ပါးအလုပ်သူတော်ကောင်းအလုပ်ကလွဲလို့ကျန်တဲ့အလုပ်တွေကဘယ်အလုပ်မှအပြီးဆုံးမရှိတော့တည်တည်ချာချာစဉ်းစားကြည့်လေဒါကထင်ရှားလေနော်ရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုက်မဆုံးရှိကြ၏တဲ့နော်ရောဆရာတော်ကြီးရဲ့စကားလေးအဲ့ဒါကိုသာနာနာရွတ်ကြည့်ဟုတ်လားရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုက်မဆုံးရှိကြ၏ရခြင်းလို့ရှာတယ်ရှာတော့မရဘူးတော့မဟုတ်ဘူးရတယ်ရတော့လည်းပဲရတဲ့တရားတွေကဘလို့တရားတွေဖြစ်ဘလို့သဘာဝတွေဖြစ်ကုံတက်တဲ့သဘာဝတွေဖြစ်တယ်။နောက်ကုံတက်တဲ့သဘာဝဆိုတာဘာကိုပြောတာလဲအနိစ္စကိုပြောတာ။အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရှားထားတာတွေရထားတာတွေဟာအကုန်လုံးအနိစ္စမီးလောင်ကျွမ်းခြင်းကိုခံရမယ်အနိစ္စမီးစား။တော့ကုံသွားမှာပဲ။ကုံသွားလို့ရှိရင်ဘာလုပ်မလဲ။ထပ်ရခြင်းမှာပဲ။ထပ်ရခြင်းအလကားတော့ရမှာမဟုတ်ဘူးဘာလုပ်အောင်ရှားရမယ်နော်။ရှားရင်ဘာလုပ်မလို့ရမယ်ရရင်ကုန်မယ်ဟောဘယ်တော့ဆုံးဘယ်တော့မှမဆုံးဘူးနော်ဒီဘဝလည်းမဆုံးဘူးနောက်ဘဝလည်းမဆုံးဘူးအဲ့တော့အကုန်လုံးလုံနေကြတဲ့အနေအထားကိုအနှစ်ထုတ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘာလုံနေတာတုံးလို့မေးရင်အဲ့ဒါလုံနေတာရှားလိုက်ရလိုက်ကုန်သွားလိုက်မောဟိုက်မဆုံးရှိကြ၏ဒါပဲအဲ့ဒါဒီရနေတာတွေတဲကဟာအကောင်းအမွန်ဆုံးဆိုတာကိုရခြင်းတယ်အမြင့်ဆုံးဆိုတာကိုရခြင်းတယ်ဆိုရင်ပိုးပြီးတော့အားဆိုင်ရအောင်ဟုတ်တယ်မဟုတ်လားအောင်ဆိုအလကားတော့ဘယ်ဟာမှမရဘူးလေတော့အကြောင်းတရားကိုတော့စီးပူးကြရတာအဲ့တော့ကိုလုံနေတဲ့အကြောင်းတရားတွေကအပြီးဆုံးရှိတဲ့အကြောင်းတရားတွေလားဆိုတော့အဲ့လိုမဟုတ်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့မဂ္ဂင်၈ပါးအကျင့်မြတ်တရားကတော့အပြီးဆုံးရှိတဲ့အလုပ်ဘယ်ချိန်မှပြီးမတော့ဆိုတော့ရာဂဝိနယပရိယောတာနာတော့ຢာကကုံသွားတဲ့အချိန်မှာဆက်လုပ်เสียမလိုတော့ဒေါသတို့မောဟတို့ကုံသွားပြီဆိုရင်ဆက်လုပ်เสียမလိုတော့ပို့ပြီးတော့ဦးဇင်းတို့မျက်နှိုးเสียကောင်းတာကအဲ့ဒီအလုပ်ပြီးသွားရင်လည်းကြံတဲ့အလုပ်ဘာမှလုပ်เสียမလိုတော့တကယ်စဉ်းစားကြည့်ရင်အလုပ်ဆိုတဲ့စကားလုံးကြီးကိုကစစဉ်းစားတတ်လို့ရှိရင်ကြောက်เสียကြီးလို့နားလည်မယ်ထင်ပါတယ်ဒါပေမဲ့ဝင်ငွေကောင်းတဲ့အလုပ်ဆိုရင်တော့ကြောက်เสียလို့အောက်မေ့မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့အလိုဆန္ဒကရှိနေတာဒါကြောင့်ဒါတန်ဖိုးရှိမရှိဆိုတာဒါကိုဘယ်လောက်လိုချင်နေတာလဲဆိုတာပေါ်မှာမူတည်တယ်အဲ့တော့ကြောက်เสียကြီးဆိုတာကမလိုချင်ဘူးဆိုရင်တော့အဲ့ဒါကတော်တော်ကြောက်เสียကောင်းတဲ့အနေအထား
ဒါကိုရလည်းမရခြင်းဘူးဆိုရင်မင်းရအောင်လုပ်ရမယ်ဆိုရင် तू ဘလို့နေရောလုံးနိုင်မှာမဟုတ်လားဘာလို့ဆို तू မှမရခြင်းပဲကိုတော့ဒီအလုပ်ကိုတန်ဖိုးထားပြီးတော့အတင်းကြိုးစားနေတယ်ဆိုတာဘာလို့တန်ဖိုးထားပြီးတော့ကြိုးစားနေတာရခြင်းလို့ပေါ့ဟုတ်တယ်မို့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီလောကီအလုပ်တွေဆိုတာကတော့တကယ်စဉ်းစားကြည့်ရင်အပြီးဆုံးရှိတဲ့အလုပ်တွေမဟုတ်ကြဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့သာသနာတော်မြတ်နဲ့တွေ့နေတဲ့အချိန်မှာဒီလိုနဲ့နေတဲ့သဘာဝလေးတွေကိုစဉ်းစားပြီးတော့အပြီးဆုံးရှိတဲ့အလုပ်ကလေးတွေကိုတော့အ ਨੇ ဆုံးတော့အထုံးဝါသနာလေးမှာပါဟဲ့ဆိုတဲ့စိတ်ကူးလေးနဲ့လှုပ်တဲ့တယ်လို့ဦးဇင်းထင်ပါတယ်ဟုတ်ရဲ့လားအပြီးဆုံးရှိတဲ့အလုပ်ဒါဦးဇင်းတို့ဒေသနာကိုအကုန်လုံးညှိပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့တရားဓမ္မတို့ဦးဇင်းတို့အားလုံးသောတတ္တဝါတွေကတကယ်တမ်းကတော့နော်ရှားပွေးနေကြတဲ့လူတွေပါနော်ရှားမှီးတယ်လို့စာကတော့သုံးတာပေါ့ပရိယေတနာနော်ပရိယေတနာဆိုတဲ့စကားလုံးလေးဘယ်နေရာမှာတွဲပြီးတော့သုံးနော်သမုဒ္ဒရာဝန္တထွာပရိယေတနာရှားကြရတယ်ရှားကြရတဲ့ဒုက္ခဟုတ်လားအဲ့ဒါမြတ်စွာဘုရားကပရိယေတနာကိုနော်၃မျိုးဟောတာရှိတယ်ကာမပရိယေတနာနော်ကာမဂုဏ်ကိုရှာတာနော်ဘဝပရိယေတနာဘဝကိုရှာတာဗြဟ္မစရိယပရိယေတနာမြတ်သောအကျင့်ကိုရှာတာဟုတ်လားဒါတွေကိုနားလည်မှသာလဲရှာမိခြင်းကိစ္စကတကယ်တမ်းကပြီးရှုံးပါကာမေတနာဘဝေတနာဗြဟ္မစရိယေတနာလို့ဒီလိုဟောတာလည်းရှိတယ်ဧတနာဆိုတာလည်းရှာမိခြင်းပါနော်ကာမေတနာကာမကိုရှာတယ်ဘဝေတနာဘဝကိုရှာတယ်ဗြဟ္မစရိယေတနာမြတ်သောအကျင့်ကိုရှာတယ်ခုတရားဓမ္မတို့ဦးဇင်းတို့စူးစမ်းအထောက်နေကြတဲ့အနေအထားလေးကဗြဟ္မစရိယေတနာမြတ်သောအကျင့်ကိုရှာတယ်အဲ့ဒီမြတ်သောအကျင့်ကိုရှာပြီးတော့ကျင့်သုံးမယ်ဆိုရင်တော့အဲ့ဒီရှာဖွေခြင်းကအပြီးအဆုံးရှိတဲ့ရှာဖွေခြင်းအကျင့်တဲ့ရှာဖွေခြင်းကအပြီးအဆုံးမရှိတဲ့ရှာဖွေခြင်းဘာဖြစ်လို့လဲဆိုတော့သူကကုန်ခန်းတတ်တဲ့အရာပျက်စီးတတ်တဲ့အရာကိုရှာဖွေလို့မြတ်စွာဘုရားကတော့အကျေတုံးဟောတာပါပဲလောကကြီးမှာရှာဖွေခြင်းဆိုတာကိုနှစ်မျိုးပိုင်းခြားပြီးတော့ဟောတာလည်းရှိအရိယပရိယေတနာအနရိယပရိယေတနာလို့ဒီလိုဟောတာလည်းရှိနော်အရိယပရိယေတနာဆိုတာကမြင့်မြတ်သောဖြူရှင်သောအရိယာတို့ရဲ့ရှာဖွေခြင်းအနရိယပရိယေတနာဆိုတာမမြင့်မြတ်သောမဖြူရှင်သောရှာဖွေခြင်းပေါ့အဓိပ္ပာယ်ကဒီနေရာမှာအနရိယပရိယေတနာမမြင့်မြတ်သောရှာဖွေခြင်းဆိုတာဘာကိုပြောတာတော့မိမိကိုယ်၌ကအိုတတ်သောသဘာဝရှိပါလဲကဲနဲ့အိုတတ်တဲ့သဘာဝတွေကိုပဲထက်ရှားနေတဲ့အနေအထားသည်မမြင့်မြတ်သောရှာဖွေခြင်းဟုတ်လားမိမိကိုယ်တိုင်နာကျင်တတ်သောသဘောရှိပါလဲကဲနဲ့နာကျင်တတ်သောသဘာဝတွေကိုပဲထက်ရှားနေတာသည်မမြတ်သောရှာဖွေခြင်းမိမိကိုယ်တိုင်ပျက်စီးတတ်သောသဘာဝရှိပါလဲကဲနဲ့ပျက်စီးတတ်တဲ့သဘာဝတွေကိုပဲထပ်ပြီးတော့ရှာနေခြင်းသည်မမြတ်သောရှာဖွေခြင်းမိမိကိုယ်တိုင်ရာဂဒေါသမောဟပူလောင်မှုတရားတွေရှိနေပါလဲကဲနဲ့ပူလောင်တတ်တဲ့တရားပူလောင်ရာပူလောင်ကြောင်းတရားတွေကိုပဲထပ်ရှားနေမယ်ဆိုရင်အဲ့ဒါမမြတ်သောရှာဖွေခြင်းအဘိဓတို့ဉာဏ်ရှိပါတယ်ဒါကိုချဲ့တွင်ပြီးတော့စဉ်းစားတတ်မယ်လို့အရင်ထင်တယ်ဟုတ်လား။အိုခြင်းနာခြင်းသေခြင်းပူလောင်ခြင်းသုံးမျိုးဟောတယ်။နောက်တန်ကိလေထတန်ကိလေတိကပူလောင်မှုညှဉ်းနှွမ်းမှုနဲ့တကွဖြစ်တယ်လို့နောက်ဆုံးကိလေသာတရားကိုအဲ့ဒါလိုအဓိပ္ပာယ်ဖွင့်တယ်ပေါ့ဟုတ်လား။ကိုယ်တိုင်ကလောဘဒေါသတွေရှိနေပါလက်ကနေကိုထပ်ပြီးတော့ရှားနေတဲ့ຢာကလောဘဒေါသမောဟတိုးပွားကြောင်းကြီးပွားကြောင်းလောဘဒေါသမောဟဖြစ်ခြင်းရဲ့အကြောင်းဒါတွေကိုပဲထပ်ပြီးတော့ရှားနေအဲ့တော့မမြတ်သောရှာဖွေခြင်းကိုထပ်ပြီးတော့ခွဲခြမ်းလိုက်တော့အဲ့လို၄မျိုးထွက်လာတယ်မြတ်သောရှာဖွေခြင်းကြတော့လည်း၄မျိုးအဓိပ္ပာယ်ကတော့သူကတစ်ခုတည်းပါပဲနိဗ္ဗာန်ကိုရှာတယ်အဲ့ဒါကိုဦးဇင်းတို့အိုခြင်းနာခြင်းသေခြင်းပူလောင်ခြင်းဆိုတာနဲ့၄မျိုးမပြားပြီးတော့မြတ်စွာဘုရားဟောတယ်နော်အိုရှိတဲ့အခါမှာဒီအိုတတ်တဲ့သဘာဝရဲ့အပြစ်ကိုမြင်ပြီးတော့ဒီအိုခြင်းတရားကလွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာဆိုတာကိုရအောင်ရှာမယ်ဆိုတဲ့စိတ်ကူးနဲ့မြတ်သောကျင့်ကိုကျင့်မယ်ဆိုရင်ဒါမြတ်သောရှာဖွေခြင်းပေါ့ဟုတ်လားနောက်ဒီနာကျင်တတ်တဲ့သဘာဝကိုနားလည်ပြီးတော့ဒါအကောင်းမဟုတ်ဘူးဒါကလွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာကိုရစီမယ်ဆိုပြီးတော့မြတ်သောအကျင့်ကိုကျင့်နေဒါမြတ်သောရှာဖွေခြင်းပေါ့ပျက်စီးတတ်သောတည်ဆုံးတတ်သောသဘာဝကိုသိမြင်နားလည်ပြီးတော့ဒါရဲ့အပြစ်ကိုမြင်ပြီးတော့ဒါကလွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာကိုရဖို့ဆိုအကျိုးစားအထုတ်တယ်အဲ့ဒါဟာမြတ်သောရှာဖွေခြင်းရာဂဒေါသမောဟတို့ဖြင့်ပူလောင်ညှဉ်းနှွမ်းရတာဟာအကောင်းမဟုတ်ဘူးလို့နားလည်ပြီးတော့ဒါကလွတ်မြောက်ရာချုပ်ငြိမ်းရာအကျင့်မြတ်ကိုကျင့်သုံးတယ်ဆိုရင်ဒါမြတ်သောရှာဖွေခြင်းကိုပိဋကပေါင်းသူတော်ကောင်းတို့မဂ္ဂင်၈ပါးအကျင့်မြတ်လမ်းစဉ်ကိုရှောက်တယ်ဆိုတာအမြင့်မြတ်ဆုံးသောရှာဖွေခြင်းလို့ပြောလို့မရဘူးလားရတယ်နော်ဒါဦးဇင်းတို့ကအဘိဆုံးရှိတဲ့အလုပ်အဘိဆုံးမရှိတဲ့အလုပ်ဆိုတာကိုပြောရင်းနဲ့စကားလေးတွေကဆက်ဆက်သွား
တော့အဓိကပြောချင်တာကဘာလဲဆိုတော့မဂ်ခင်၈ပါးသည်လမ်းတစ်ဖွဲလဲဟုတ်တယ်စီးเสียရင်တစ်ဖွဲလဲဟုတ်တယ်အဲ့ဒီလမ်းကိုရှောင်လန်းကြဖို့လိုပါတယ်ဒီရင်ကိုစီးကြဖို့လိုပါတယ်ဟုတ်ရလားတော့မဂ်ခင်၈ပါးရင်ကိုစီးမယ်ဆိုရင်လည်းပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းလျင်အဆုံးရှိတယ်ဟုတ်လားမဂ်ခင်၈ပါးလမ်းကိုရှောင်မယ်ဆိုရင်လည်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းလျင်အဆုံးရှိတယ်အတူတူပါပဲရှုထောင့်တစ်မျိုးစီကနေမြတ်စွာဘုရားဟောထားတာအဲ့တော့ဘိဓပေါင်းသူတော်အောင်တို့မဂ်ခင်၈ပါးကဘာတွေတုံးဆိုတော့ဒါကတော့အလုံးမှတ်သားထားကြပြီးသားပါနော်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိနောက်တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပကိုဒါပညာမဂ်ခင်2ပါးလို့မှတ်သားထားကြတယ်ပေါ့နော်တမ္မာဝါယမတမ္မာတတိတမ္မာသမာဓိကိုကြတော့တမ္မာဓိမဂ်ခင်3ပါးလို့မှတ်သားထားကြတယ်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့မဂ်ခင်3ပါးကိုတော့သီလမဂ်ခင်3ပါးလို့ဒီလိုမှတ်သားထားကြတယ်နောက်သီလသမာဓိပညာလို့ဒီလိုပြန်ပြီးတော့အနှစ်မချုပ်ဘူးလားချုပ်တယ်နော်အဲ့ဒီသီလသမာဓိပညာကိုထပ်ပြီးတော့အနှစ်ချုပ်မယ်ဆိုရင်တော့အပမဒါဆိုတဲ့တတိတရားရတယ်တော့တတိရှိမှသီလရောသမာဓိရောပညာရောပြည့်စုံသီလသမာဓိပညာပြည့်စုံမှသာလေမဂ်ခင်၈ပါးစုံသွားတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်ဒါကြောင့်မဂ်ခင်၈ပါးအကျင့်မြတ်တရားကိုတကယ်လက်တွေ့ကျင့်သုံးပြီဆိုရင်ဘာကိုအခြေခံပြီးတော့ကျင့်သုံးအောင်တတိကိုအခြေခံပြီးတော့ကျင့်သုံးရဟုတ်ရဲ့လားတတိထားပြီးတော့မိမိခန္ဓာမှာဖြစ်ပေါ်တဲ့သဘာဝတရားတွေကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနိုင်မယ်ဆိုလို့ရှိရင်ဒီကရမတို့ဦးဇင်းတို့ရဲ့တော့ဉာဏ်ပညာတွေကတဖြည်းဖြည်းနဲ့ထက်မြက်မလာပြီဘူးလားလာတယ်အဲ့ဒါတွေကိုပဲဦးဇင်းတို့တစ်လျှောက်လုံးပြောခဲ့တာပါဒါပိဋကတို့လည်းတတိထားမိမယ်ထင်ပါတယ်နော်မိမိခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုတတိထားခြင်းဖြင့်သာလေမှန်ကန်တဲ့အသိဉာဏ်ကိုရနိုင်တယ်မှန်ကန်တဲ့အသိဉာဏ်ကိုပွားများစေသောအဖြစ်သာလင်လည်းပဲလွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မဂ်ခင်၈ပါးအကျင့်မြတ်တရားကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာတန်ဖိုးကိုနားလည်ပြီးတော့နှောစွမ်းရည်တတ္တိကိုသိမြင်ပြီးတော့ကျင့်သုံးကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါမဂ်ခင်၈ပါးနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ပြောလိုက်တာမဂ်ခင်၈ပါးရဲ့တခြားအနက်အဓိပ္ပာယ်၄မျိုးအဲ့ဒါလေးကတော့အဓိကပါနော်နေယာနလွတ်မြောက်စေတတ်တဲ့တရားဟုတ်လားဟေတုဋ္ဌအလွန်တရာမှအာကြီးတဲ့အကြောင်းတရားခိုင်မြဲတဲ့အကြောင်းတရားဒသနအတိတူအမြင်တူကိုရစေတတ်တဲ့တရားအာဓိပတေယအကြီးအမှုအကြီးအကဲဖြစ်တဲ့တရားဟုတ်ရဲ့လားအေးဒါကြောင့်မဂ်ခင်၈ပါးဒါဒီကနေ့ဦးဇင်းတို့45မိနစ်လောက်အချိန်ယူပြီးတော့ပြောပါနော်အဲ့တော့သစ္စာ၄ပါးကိုဦးဇင်းတို့2နာရီခွဲ3နာရီလောက်ဒါအချိန်ယူပြီးတော့ပြောလိုက်ရရောက်တယ်မနေ့တုန်းကတော့ဒါတဲ့နည်းနည်းလေးရှိတယ်ပေါ့အလုံး၄ပိုင်းလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့3နာရီခွဲဒီပါလောက်ရှိသွားမယ်တော့ပြောခဲ့တာတွေအကုန်လုံးကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်ကြမယ်ဟုတ်လားသစ္စာတရားသည်သာသနာတော်မြတ်ကြီးမှာအရေးအကြီးဆုံးအဓိကကြဆုံးတရားပါသစ္စာ၄ပါးသည်တတ္တဝါတွေအတွက်အရေးအကြီးဆုံးအဓိကကြဆုံးတရားပါသူ့ကိုမသိမြင်ရင်ပုထုဇဉ်အဖြစ်နဲ့မဆုံးနိုင်သောဒုက္ခတန်တရားထဲမှာလဲရမယ်သူ့ကိုသိလို့ရှိရင်အရိယာအဖြစ်နဲ့အချမ်းသာသုံးသောနိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်အဲ့ဒါလောက်ကြွားချတယ်သူရဲ့အရေးပါမှုဟုတ်လားဒါကြောင့်သစ္စာ၄ပါးတရားကိုသိအောင်မြင်အောင်ကြိုးစားရမယ်သစ္စာ၄ပါးကိုသိအောင်ကြိုးစားတယ်ဆိုတဲ့နေရာမှာသစ္စာ၄ပါးကိုသိခြင်းသည်အနုဘောဓသိဆိုတဲ့မနစာသိရဲ့ပฏิဝေဒသိဆိုတဲ့ထွန်းထွန်းပြီးတော့သိတဲ့အသိရဲ့2မျိုးနောက်အနုဘောဓသိဆိုတာကအခုကြိုးစားအထုတ်နေကြလို့ရရှိတဲ့အသိမျိုးဟုတ်လားပုထုဇဉ်တွေရဲ့သိထားတဲ့အသိမျိုးပฏิဝေဒသိဆိုတာကမဲ့ဉာဏ်ဖြင့်ထွန်းထွန်းပြီးတော့သိတဲ့အသိမီးရောင်ကိုမြင်ပြီးတော့မီးတောက်ကိုမမြင်ရတော့လည်းပဲမီးရောင်ရဲ့နောက်ွယ်မှာမီးတောက်ရှိတယ်ဆိုတာကိုအတက်ပြောနိုင်တဲ့အသိမျိုးဒါပါတော့အနုဘောဓအသိမီးရောင်ကိုပဲမြင်တာမဟုတ်ဘဲနဲ့မီးတောက်ကိုပဲဓာတ်ရိုက်မြင်လိုက်တာအဲ့ဒါကပฏิဝေဒအသိမျိုးအဲ့ဒီပฏิဝေဒအသိတည်တာလေနိဗ္ဗာန်ချမ်းသာကိုဓာတ်ရိုက်မျက်မှောက်ပြုတယ်သို့တော့အဲ့ဒီပฏิဝေဒအသိဆိုတာအနုဘောဓအသိနဲ့ကင်းပြီးတော့မရနိုင်ဒါကြောင့်အနုဘောဓသိကိုကြီးမားအောင်တိဆောက်ဖို့ကမလိုဘူးလားလိုတယ်အဲ့ဒီအနုဘောဓသိတွေကြီးမားအောင်တိဆောက်ကြဖို့အတွက်အထုတ်ကြဖို့အတွက်သစ္စာ၄ပါးနဲ့ဆက်တဲ့စကားတွေကိုဒါဦးဇင်းတို့၄ပိုင်းပိုင်းပြီးတော့ပြောလိုက်တာပထမပြောတာကဒုက္ခသစ္စာဆင်းရဲခြင်းအမှန်တရားဆင်းရဲခြင်းအမှန်တရားဆိုတာဘာကိုပြောတာတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာအဒီခန္ဓာဒီဘဝဘယ်ခန္ဓာပဲဖြစ်ဖြစ်ဘယ်ဘဝပဲဖြစ်ဖြစ်ခန္ဓာဘဝမှန်ရင်ဆင်းရဲခြင်းတရားမျှတာဖြစ်တယ်တခြားဘယ်တရားမှရောထားတာမ
မရှိဒုက္ခသာလင်ဖြစ်ပြီးတော့ဒုက္ခသာလင်ချုပ်သွားတယ်ဒုက္ခမှတစ်ပါးတခြားဖြစ်နေတာဒုက္ခမှတစ်ပါးတခြားချုပ်သွားတာဘာမှမရှိဘူးလို့ခန္ဓာရဲ့အပေါ်မှာအဲ့လိုအမြင်ရှင်းဖို့လိုတယ်ပေါ့ဒီဒုက္ခသစ္စာကတော့သစ္စာ၄ပါးထဲမှာတော့သိဖို့အရေးအကြီးဆုံးသစ္စာလို့ပထမစတာချင်းဦးဇင်းတော်ပြောခဲ့ဘူးလား။အောင်ဆိုဒီဒုက္ခသစ္စာကိုသိမှဒီဒုက္ခသစ္စာအပေါ်မှာနားမလည်လို့ဖြစ်ရတယ်မသိလို့ဖြစ်ရတယ်သမုဒိယသစ္စာဆိုတာကနေသွားမှာဒုက္ခသစ္စာကိုသိခြင်းနဲ့သမုဒိယသစ္စာကိုပယ်ခြင်းကအဲ့လိုဆက်ဆက်မနေဘူးလား။ဒုက္ခသစ္စာကိုသိရင်သိသလောက်ပိုင်းခြားပြီးတော့အသေးစိတ်သိရင်သိသလောက်သမုဒိယသစ္စာလျော်နေသွားနောက်ဆုံးသမုဒိယသစ္စာကိုပယ်တယ်ဆိုတာလေဒုက္ခသစ္စာကိုအတိအလင်းနားလည်သွားလို့သမုဒိယသစ္စာကိုပယ်လိုက်တာသမုဒိယသစ္စာဆိုတာဒီခန္ဓာကိုအကောင်းထင်ပြီးတော့ဒုက္ခမှမသိလို့တွေ့တာမမောတဲ့သဘောလို့အကျဉ်းများဖြစ်တော့နားလည်ထားကြတယ်ဟုတ်လားဒါကြောင့်သစ္စာ၄ပါးထဲမှာဒုက္ခသစ္စာကိုသိဖို့ဒီအရေးအပါဆုံးဟုတ်လားဒုက္ခသစ္စာကိုသိမှဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့သမုဒိယကိုလျှော့ချနိုင်ပါအဲ့လိုသမုဒိယကိုလျှော့ချနိုင်ခြင်းဒီပင်ဒုက္ခတွေလျော့ပါသွားခြင်းသမုဒိယနည်းရင်နည်းသလောက်ဒုက္ခနေတာသမုဒိယဆိုတာလောဘကိုပြောဟုတ်လားအဲ့ဒါဒီပင်လေនិရောဓသစ္စာဟောနိဗ္ဗာန်ချမ်းသာကိုတော့သူအရှင်လေးနဲ့သူမျက်မှောက်ပြုတယ်လို့အကျဉ်းမြင်ပြောလို့မရဘူးလားရတယ်အဲ့လိုဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိနေအောင်ကြိုးစားခြင်းဒီပင်လေမဂ္ဂင်၈ပါးအကျင့်မြတ်လမ်းစဉ်ကိုကျင့်သုံးနေတယ်လို့မဆိုနိုင်ဘူးလားခန္ဓာဟာဆင်းရဲတယ်ဆိုတာအမှန်ပဲအဲ့ဒီဆင်းရဲတာကိုဆင်းရဲတယ်လို့သိခြင်းဒီအမှန်ကိုသိတဲ့အတွက်ကြောင့်အမှန်သိပေါ့အမှန်ကိုမြင်တဲ့အတွက်ကြောင့်အမြင်မှန်ပေါ့ဒါတမ္မာဒိဋ္ဌိပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သစ္စာ၄ပါးထဲမှာအရေးအကြီးဆုံးကြည်ကြည်ပြန့်ပြန့်သိရမယ်နားလည်ရမယ်သစ္စာဟာဘာလဲလို့မေးရင်ဒုက္ခသစ္စာဒီဒုက္ခသစ္စာကိုပဲနားလည်အောင်ဒီမျိုးစုံကနေပြီးတော့ကြိုးစားကြရတာခုသတိပဋ္ဌာန်တရားအားထုတ်တယ်ဆိုတာလည်းဒါပဲဒီခန္ဓာရဲ့သဘောအမှန်ကိုကိုယ်တိုင်နားလည်အောင်သဘောပေါက်အောင်ကြိုးစားတာသူများပြောတာတွေကတော့ကြားဘူးတာပေါ့မမြဲဘူးလို့လည်းကြားဘူးတယ်ဆင်းရဲတယ်လို့လည်းကြားဘူးတယ်အဆိုးမရဘူးလို့လည်းကြားဘူးတယ်အဓိကတော့အဲ့ဒီ၃ချက်မမြဲဘူးဆိုတာကိုဘယ်လောက်နားလဲတော့ဘလို့မမြဲတာတော့ဘလောက်ထိမမြဲတာတော့ဆင်းရဲတယ်ဆိုတာကိုဘယ်လောက်နားလဲတော့ဘလို့ဆင်းရဲတာတော့ဘလောက်ထိဆင်းရဲတာတော့နောက်အဆိုးမရဘူးဆိုတာကိုဘယ်လောက်နားလဲတော့ဘလောက်ထိအဆိုးမရတာတော့ဘလို့အဆိုးမရတာတော့သိဖို့မလိုဘူးလားလိုတယ်ဒီအဲ့ဒီအချက်၃ချက်ကိုသိကျင်တယ်ဆိုရင်တနည်းအားဖြင့်ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိကျင်တယ်ဆိုရင်ဘာလုပ်အောင်လဲဘဂင်၈ပါးအချင်းမြတ်တရားကိုကျင့်သုံးရမယ်အထူးသဖြင့်သတိပဋ္ဌာန်တရားကိုကျင့်သုံးရမယ်နောက်သတိပဋ္ဌာန်တရားကိုကျင့်သုံးခြင်းဖြင့်ဒုက္ခသစ္စာကိုနားလည်နိုင်တယ်ဒုက္ခသစ္စာကိုနားလည်လို့ရှိရင်သမုဒယသစ္စာလျော်ပါမယ်သမုဒယသစ္စာလျော်ပါရင်လျော်ပါသလောက်တတ္တာရမယ်ဒါသည်ပင်လေဘဂင်၈ပါးကိုပွားများနေရရောက်တယ်အဲ့လိုလေးလိပ်ပတ်လဲသွားအောင်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့ထိုက်တဲ့ကျွမ်းကျင်မှုရှိဖို့မလိုဘူးလားဗျာလိုတယ်အဲ့ဒါဘာလို့နေတာလို့ဆိုတော့အနုဘောဓဉာဏ်နဲ့သစ္စာ၄ပါးရဲ့အပေါ်မှာနားလည်ကြည့်တာတကယ်သစ္စာ၄ပါးကိုဓာတ်ထိထိုးထွင်းပြီးတော့သိကျင်တယ်ဆိုရင်တော့တတိပဋ္ဌာန်တရားကိုလမ်းဆုံးရောက်အောင်ပွားများရလိမ့်မယ်ယဉ်ကျေးအောင်ပွားများရလိမ့်မယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သစ္စာ၄ပါးတရားတော့အပိုင်း၄တတိပဋ္ဌာန်တရားကိုပွားများခြင်းအပြင်သစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိမယ်လို့မြတ်စွာဘုရားကိုယ်တော်လည်းပဲဟောထားတာရှိပါတယ်နောက်တတိပဋ္ဌာန်တရားကိုပွားများခြင်းအပြင်သစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိမယ်ဟုတ်ရဲ့လားသစ္စာ၄ပါးကိုသိခြင်းအပြင်လည်းပဲဒုက္ခခတ်သိမ်းကနေပြီးတော့လွတ်မြောက်ခွင့်ရမယ်ပေါ့ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သည်သစ္စာ၄ပါးတရားကိုနာယူခဲ့ရတဲ့ကုသိုလ်ကောင်းမှုတွေရှိတယ်။ဒီကနေ့ပြုလုပ်ထားကြတဲ့ဒါနကောင်းမှုသီလကောင်းမှုသမာဓိပညာကောင်းမှုကုသိုလ်ကောင်းမှုတွေစုံနေအောင်ရှိကြတယ်နော်။အဲ့ဒီကုသိုလ်ကောင်းမှုအစုစုတို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပူဉ္ဇဉ်မျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတနာအောင်စုပြုကြကုန်ရာတည်း